နတ်သက်ဖြူအတုံးလေးကိုအခုလိုမျိုးကြောက်ပြင်းလေးနဲ့သွေးပြီးအနှစ်ကလေးရတဲ့နတ်သက်ဖြူအနှစ်ကလေးနဲ့စပြကေးလေးပြုလုပ်မယ်ရှင်နတ်သက်ဖြူအနံ့လေးကစိတ်ကိုတည်ငြိမ်အေးချမ်းစေပြီးစိုးရိမ်ပူပန်မှုတွေကိုကင်းစေပါတယ်ရှင်အဲ့နတ်သက်ဖြူအနှစ်ကလေးတွေကိုအခုလိုမျိုးတစ်ဖက်စားစွန်းတစ်စွန်းလောက်ကိုသွေးပြီးတော့အနှစ်ကလေးယူထည့်မယ်ရှင်ဒါကတော့ပါဝင်ပစ္စည်းတွေကတော့အရင်တိုင်းပါမယ်ကောလက်ဂျင်တော့ BP3 ကောUric acid ကိုတစ်ခါတည်းထည့်ထားပါတယ်ရှင်အခုလက်သက်ဖြူအနှစ်ကလေးကိုခုနပါဝင်ပစ္စည်းတွေအားလုံးနဲ့တစ်ခါတည်းရောမှွေလိုက်ပါတယ်ရှင်ဂျိုဂျိုဘာဝိုင်းအမလွန်ဝိုင်းတွေကိုလည်းတစ်ခါတည်းထည့်ထားပါတယ်ရှင်အခုအနံ့ကလေးကိုတစ်ခါရောထည့်မယ်ရှင်လက်သက်ဖြူအနံ့လေးကိုထပ်ဆောင်းထားပြပါတယ်ရှင်အနံ့ကလေးမွေးတဲ့စက်ပြကလေးကြောင့်အခုကတော့ပြားရည်လေးတစ်ဖက်စားစုံတစ်စုံမှထည့်ထားပါတယ်ရှင်ဘေးစောကိုတော့ကြိုထားပါတယ်ရှင်ဘေးစော900 gram ကိုအခုလိုမျိုးစတီးအိုးလေးနဲ့ကြိုထားပါတယ်ရှင်အခုဂျာနှုတ်သီးကောင်းပါတဲ့ဂျာလေးတွေကိုထည့်လိုက်ပါမယ်ရှင်ခုနကပါဝင်ပစ္စည်းတွေဖြစ်တဲ့လက်သက်ဖြူအနှစ်ကလေးကိုရောထားတဲ့အနှစ်ကလေးပါတစ်ခါတည်းရောမှွေလိုက်မယ်ရှင်အားလုံးပါဝင်ပစ္စည်းတွေကိုအခုလိုမျိုးနှမ်းဆက်အောင်မှွေပြီးအယောင်မထဲတော့ဘူးရှင်သူ့ရဲ့တနခါအယောင်လေးတိုင်းပဲတစ်ခါတည်းမိုးတဲ့ကိုလှောင်းမယ်ရှင်အပေါ်ကနေပြီးတော့အမြုပ်လေးတည်အောင်အရက်ပြန်လေးဖြန်းမယ်ရှင်တနိုင်ရောက်ကြာလို့ရှင်အခုတော့အေးခဲသွားပါပြီဦးနဲ့တပြူစပြခဲလေးရရှိသွားပါပြီရှင်အခုနဲ့တပြူအတုံးလေးကအနှစ်ကလေးနဲ့လှုပ်ထားတဲ့နဲ့တပြူစပြခဲလေးကိုမသုံးမိမှအခုလိုမျိုးတိတ်အကြည်အပားလေးနဲ့ပတ်ထားပြီးမယ်ရှင်စိတ်ကိုကြည်လင်ပြီးတည်ငြိမ်စေတဲ့နဲ့တပြူအနံ့လေးနဲ့စပြခဲလေးပါရှင်ကျေးဇူးတင်ပါတယ်ရှင်